ချိန်ခါမှာဖယားဟောအစုမလိုက်နာကုန်ကြပါသံတရားလွတ်ရလဲဟုတ်ပြမြတ်ဖယားဟောခဲ့တရားကြည်သနာကျမ်းနာသူတိုင်းလေးနိဗ္ဗာန်ရောက်ဖို့တကယ်တော့မလွယ်ဘူးပါဒါနပါရမီအရင်ဖြည့်လို့ကြည်နူးမှုရည်သူနိဗ္ဗာန်ရောကောင်းမြတ်တဲ့သီလစောင့်ကြည်ပါဖယားဟောခဲ့တရားကြည်သနာကျမ်းနာသူတိုင်းလေးနိဗ္ဗာန်ရောက်ဖို့တကယ်တော့မလွယ်ဘူးပါဒါနပါရမီရင်ဖြည့်လို့ကြည်နူးမှုရည်သူနိဗ္ဗာန်ရောကောင်းမြတ်တဲ့သီလစောင့်ကြည်ပါဖယားဟောခဲ့တရားကြည်သနာကျမ်းနာသူတိုင်းလေးနိဗ္ဗာန်ရောက်ဖို့တကယ်တော့မလွယ်ဘူးပါဒါနပါရမီရင်ဖြည့်လို့ကြည်နူးမှုရည်သူနိဗ္ဗာန်ရောကောင်းမြတ်တဲ့သီလစောင့်ကြည်ပါ30